Hi, welcome to my channel. ဒီနေ့မှာတော့လောကကြီးမှာကိုကတန်ပါတယ်။ဘာမှမဆိုရင်ဆိုင်နိုင်အောင်ကြိုးစားမယ်ဆိုရင်တော့ဘယ်လိုရင်ဆိုင်ရတယ်ဘယ်လိုကြိုးစားရဆိုတော့ဒီအောင်ကျွန်တော်တို့အဆုံးထိလိုက်ပါကြည့်လိုက်ကြအောင် Let's get started. If you want to be strong, learn how to fight alone. စာကြောင်းကဒီလောက်ပါပဲ။ဒီစာကြောင်းကျွန်တော်ပုံမှန်လေးရေးပြထားပါမယ်ဖတ်ပြီးပါသာပြန်ကြည့်လို့လည်းရပါတယ်။ဒီစာကြောင်းမှာစာရေးသူကဘာကိုမိမောင်းထိုးပြထားတာလဲဆိုတာကိုတော့ကျွန်တော် sharing လုပ်ပြရမယ်ဆိုတော့သူကတကယ်ကိုရိုးရိုးရှင်းရှင်းလေးနဲ့ပြောထားဖြစ်တယ်။ If you want to be alone, if you want to be strong, learn how to fight alone. Okay, if you wanna be strong, tan margin learn how to fight alone. ဘလို့တယောက်တည်းဘလို့ရင်ဆိုင်ရတယ်ဆိုတာကိုမင်းသိယူထားပါတယ်။သူစာကြောင်းကယူရှင်တယ်။အဲ့တော့မင်းရဲ့လောကမှာtan marginနဲ့ဘာမဆိုကိုရေရုံဝင်ရင်ဆိုင်နိုင်ကြအိုးဆွဲဆိုရင်တဲ့မင်းကတယောက်တည်းဘလို့ရင်ဆိုင်ရတယ်ဆိုတာကိုသင်ယူထားဖို့လိုတယ်အဲ့တော့ကျွန်တော်တို့ကတခုလိုရဖြစ်ချင်းမတရားကိုကူညီတာအားကိုးတာတွေကိုရက်တန့်ပြီးတော့မိမိကိုယ်တိုင်တယောက်တည်းရင်ဆိုင်နိုင်အောင်ကြိုးစားရမှာဖြစ်တယ်ဒါမှလည်းကျွန်တော်တို့ကတာမာလာမှာဖြစ်တယ်ဒီကနေပြီးတော့ကြိုးမြတခုရလိမ့်မယ်ကျွန်တော်မြင်ပါတယ်နောက်ထပ်ဒီထက်ပိုကောင်းတဲ့စာသားတွေကျွန်တော်ပြန်လာခဲ့ပါမယ် I love you all see you in my next video bye bye